င်္ဂလာရှိတဲ့ခါတော်မယားလေးဖြစ်ပါတယ်။မှန်ပါပေါ့ကိုရှက်စီရေမင်္ဂလာပါကိုတင်နေရေမင်္ဂလာပါကိုတင်နေမင်္ဂလာပါကိုတင်နေရေမင်္ဂလာပါဗျာမင်္ဂလာပါဗျာโอเคပါဒီလိုညလေးကတော့ဒီကျန်းတာရတော့ပါတယ်ညလေးပဲဖြစ်ပါတယ်မှန်ပါပေါ့ဒါကြောင့်မို့ကျွန်တော်တို့ဝမ်းမြတ်ဆရာသတင်းကောင်းလေးကိုပြောကြဖို့အတွက်မင်းသားလေးတရားကိုကျွန်တော်ခေါ်ပြကြရအောင်မင်းသားလေးခေါ်တိတ်ကိုကြည့်နေတယ်ဆိုလို့ရှိရင်တော့လက်ကုပ်တယ်လေးနဲ့အားပေးဖို့လိုတယ်တော့